ဗုဒ္ဓေထဝိသင်္စာဒဝရသင်္စာသဟတကိသင်္စာတတသဟတနိနမာမိတိရတမဟာအဘဂဝါလူကဂင်္ဂနန္ဒာနိဗ္ဗုဒ္ဓဇိနာဒေတဓမ္မေသတကိစ္ဆာအာရိဏနမမဟံနမကာရနုဘဝေနဟိတဝသဗ္ဗေဥပဒဝေအနေကအန္တရာယပိဝိနသံတုအသေတတောအထဝိတံသုံးပါးဘဝသုံးလောကတွင်ညာနာရောင်ဖိတ်အောင်ပိသိမ့်နှင့်နှစ်ကျိတ်ရှိစုကုန်သောသဗုဒ္ဓေသတဆောင်ပမဉာဏ်ရောင်ဝါဖြင့်တစ္ဆာပွင့်လင်းတရားမင်းတို့ကို၎င်းဒေါရတိသသဟတကိနိဗ္ဗာန်ကိအောင်ဆက်မွေလျောက်သည့်12,000ကုန်သော